ဒီတော့ငါမကြောနိုင်ဘူး哇，老辣了哇！ ငါလိုပဲ 上来点。 လာမောပြေပဲ အေးအခုငါ့ကို အားလုံးပဲမင်္ဂလာပါအခု vlog လေးကတော့ကျွန်တော်6လပိုင်းလောက်ကပေါ့နော်ကျွန်တော်တငယ်ချင်းတွေနဲ့ကြိုက်ထီယိုးကိုဒီရထားနဲ့သွားပြီးတော့ခြေချင်းတက်ခဲ့တဲ့ hiking လုပ်ခဲ့တဲ့ video လေးပဲဖြစ်ပါတယ်သွားခဲ့တာတော့6လပိုင်းဆိုတော့ကျွန်တော်ကြာနေပြီဒါပေမဲ့ကျွန်တော်အက်တရမှာပြင်းနေရနေပေါ့နော်မတင်ပြနဲ့အခုမှနောက်ဆုံး edit ပြီးလို့တင်ပေးလိုက်တာပေါ့နော်ဆိုတော့စိတ်ဝင်စားရဆိုရင်အဆုံးထိကြည့်ပေးကြပါအောင်ကျွန်တော်အခုသွားနေတာရန်ကုန်ဘူတာကြီးပေါ့နော်ကျွန်တော်တို့သွားခဲ့တာဂျားရက်လည်းဖြစ်တဲ့အခါကျတော့ပေါ့နော်ဖျားဘူးလည်းအများမများဘူးရေမြင့်တော်ပေါ်မှာလည်းလူတွေအများကြီးမရှိဘူးအဲ့တော့အေးအေးနဲ့ဖျားဖူးခဲ့ရတယ်ဆိုတော့experience လေးတွေ sharing လုပ်ပေးချင်တာလည်းပါတယ်ပြီးရင်ဒီ hiking လုပ်တဲ့အချိန်မှာပေါ့နော်ကျွန်တော်မြင်တွေ့ခဲ့ရတဲ့အလှတွေ experience တွေကိုပြောပြချင်တာလည်းပါတယ်ပေါ့နော်ဆိုတော့စိတ်ဝင်စားတဲ့ဆိုရင် video လေးကိုအဆုံးထိကြည့်ပေးကြဖို့တောင်းဆိုပါတယ်အခုဆိုရင်တော့ရန်ကုန်ဘူတာကြီးကနေပြီးတော့ကြိုက်ထိုရထားတစ်ဆင့်စီးမှာဖြစ်ပါတယ်ကြိုက်ထိုဘူတာကနေပြီးတော့တုတ်နဲ့ကြိုက်တီယိုဒီကင်မွန်စခန်းပေါ့နော်ကင်မွန်စခန်းကြီးသွားကြမှာဖြစ်ပါတယ်အမှန်တမ်းပြောရင်ဒီကြိုက်တီယို trick ကကျူတင်စီဇန်ထားမျိုးမဟုတ်ဘူးပေါ့နော်ကျွန်တော်ကလည်းအနာကတ်ခါမှာပေါ့နော်အမှန်တမ်းပြောမှဆိုရင်အဲ့အချိန်ကအလုပ်ကလည်းထွက်ထားတာဆိုတော့အားနေတယ်ပေါ့နော်နောက်ထပ်အလုပ်လည်းကျွန်တော်မ join သေးတဲ့အခါကျတော့အဲ့ဂျားကာလာလေးမှာအချိန်လည်းအားနေရဆိုတော့ငါဘာလို့ရင်ကောင်းမလဲဟိုတော့ခီးထွက်မယ်ပေါ့ကွာအဲ့လိုမျိုးကျွန်တော်ကလည်းတယောက်တည်းအဲ့လိုမျိုးခီးထွက်ချင်တယ်ခီးထွက်ချင်တဲ့အပြင်မှာ hiking လုပ်ချင်တယ်ပေါ့နော် hiking လုပ်ချင်တာဘာလို့လဲဆိုတော့အသက်ငယ်တုန်းအရွယ်မှာပဲကွာဒီလိုမျိုးhiking လုပ်ရတဲ့ experience တွေပြီးရင်အဲ့လိုမျိုးကျွန်တော်တောင်တန်းတွေကိုသဘောကျတယ်ပေါ့ကွာအဲ့လိုမျိုးတောင်တန်းတွေရဲ့အလှကိုကျွန်တော်ခန်းစားချင်တာပေါ့နော်အဲ့ဒါလည်းအသက်ငယ်တုန်းမှာပဲလောက်ထားမှအဆင်ပြေမှာပေါ့အဲ့ဒါကြောင့်လည်းကျွန်တော်ကစီစဉ်ရင်းနဲ့စကားဆက်မိရင်ကျွန်တော်တကယ်ချင်းနဲ့စကားဆက်မိရင်သူတို့ကလိုက်မယ်ဆိုပြီးဖြစ်လာတာပေါ့နော်ဒါအခုဆိုရင်တော့ကင်မွန်စကန်ကနေပြီးတော့ခြေချင်းတက်တဲ့လမ်းပေါ့နော်ခြေချင်းတက်တဲ့တော်လမ်းကနေပြီးတော့တက်နေပြီပဲဖြစ်ပါတယ်ဆိုတော့ဆုံးဖြတ်ကြည့်ပေးကြပါအောင်ခင်ဗျာဒါတော့ရေမြောင်လေးစခန်းဖြစ်ပါတယ်ရေမြောင်လေးစခန်းတက်ကချင်းတက်တဲ့နေရာရေမြောင်လေးစခန်းပါပိုးပါဖျားတွေ့လားပိုး ခေါ်တဲ့တော့ရုပ်တည်တယ် ခေါ်ဆိုရင်တော့ထလာနိုင်တော့ရှိပြီနိုင်တော့ရှိပါပြီဆိုရင်တော့ဖင်စီခံမရှိပါသေးဘူးပြောပါတယ်နေခံမှရတော့ဒါတော့တကယ်ချင်းဖွဲ့ပါမတိုင်းနဲ့မတိုင်းနဲ့မင်းအေးအားမရှိရော ဘယ်လိုလဲ这种炫素要吧这是骗你来不要这样辣呀看到တမိုင်နဲ့3ဖာလုံးရောက်ပါပြီလာမောပြေပဲ အေးအခုငါ့ကိုခေါ်ကြမယ်နော် ဟိုအိုက်မှာ ခုကတော့ချိန်ရခင်ဟာတနိုင်နဲ့40တနိုင်40ပေါ့နော်ကျွန်တော်ဆက်ပြီးတိုက်ပါမယ်စီးတကယ်ဥမာတော့အုပ်ကြီးလိုပဲတော့အုပ်ကြီးရမှာသွားနေရတယ်လိုပဲပေါ့နော်တောင်ပေါ်လည်းရောက်နေပြီထိုက်လျောက်ပေါ့နော်သွားတောင်ပေါ်ရောက်လိုက်ပြင်ကုန်းကျောင်းနဲ့ပြင်ဆင်းသွားလိုက်နေအခုထိုက်လျောက်တော့တောင်ပေါ်မှာပေါ့နော်ဒါဆိုရင်တော့တောင်ပေါ်ရောက်နေပါဒီတော့ဆက်တယ်
အခုကျွန်တော်တက်တာ4ရက်နေပေါ့နော်4ရက်နေ12နိုင်ရစတက်တယ်လူကတော့အသွားလာတိတ်မရှိဘူးပေါ့နော်တက်တာပဲနေ့လည်းဖြစ်တယ်ဆိုတော့လူကတော့တိတ်ရောက်ပေါ့တိတ်မရှိဘူးဆက်တဲ့ဆိုရင်ကျွန်တော်တို့အဖွဲ့ပဲရှိမယ်ကျွန်တော်တကယ်ရင်ဖွဲ့ပဲရှိမယ်ပေါ့နော်လူကတော့တိတ်ရောက်ပေါ့မရှိသေးဘူးသူမရှိသေးဘူးပေါ့နော်တက်တယ်သူမနက်ပိုင်းကတော့ပြောတတ်ဘူးပုံမှန်ဖြင့်စနေတနင်္ဂနွေလောက်မှဒီတောင်တက်အဖွဲ့ညားတယ်လို့ပြောကြတယ်ဖျားဖို့ဖွဲ့ညားရကြတယ်ပေါ့နော်လူချားရက်တွေကတော့လူနေပါတယ်တော်လိုင်းပေါ့နော်ကျွန်တော်ပေါ်မှာပထမဆုံးကျရင် hiking လုပ်တာပေါ့နော်အစားတော့ကျွန်တော်တရားဟောတော့ plan ထားတာပေါ့နော်ဒါပေမဲ့ first sign နဲ့ဖြစ်တယ် solo လည်းဖြစ်နေတဲ့ခါကျတော့ကျွန်တော်တကယ်ချင်းတွေကိုကျွန်တော်ပြောကြည့်လိုက်ရပါဘောနော်သူတို့လည်းစိတ်ဝင်စားရလိုက်ချင်တယ်ဆိုပြီးတော့ကျွန်တော်တကယ်ချင်း၄ယောက်သွားကြတာဖြစ်တယ်အရှိမတော့နိုင်နေရတယ်တွေ့ပြီပေါ့နော်ကျွန်တော်ချက်ချင်းတက်ဖို့တော့ဘောနော် Helloခွေးလေးတွေပေါ့နော်အဲ့ချက်ဖို့ကောင်းပါလေ Hello นั่นไม่น่าพลาดเลยแต่ที่นี่เราเมาอะไรทีนี้เอาดินายโทรบีบอลนายโทรอันนี้บีบอลเนาะทำแม่เช่นเจ้าที่ที่เนี่ยโตกันเนี่ยเมาเนี่ยบอลเนาะโมโอเนี่ยจังเลยป่าเลยส่วนฉันเนาะแล้วมันเนี่ยดิเชิงลิ้นส่วนฉันเนาะบอลเนาะอาจารย์อันนี้ไม่ต้องผ่านหรอกจะไปถ่ายมันရေမြောင်ကြီးဘာဖြစ်လဲရေမြောင်ကြီးရောက်လာပြီရေမြောင်ကြီးစခန်းပေါ့နော်ရေမြောင်ကြီးစခန်းရောက်လာပါပြီဟုတ်ကဲ့ကျွန်တော်ရေမြောင်ကြီးစခန်းမှာ၄ကကြာဝင်စားတယ်အခုဆက်ပြီးတော့တက်ပါတော့မယ်အချိန်ကတော့2နာရီနဲ့50ရှိသွားပြီရာဒီဦးကတော့နည်းနည်းမိုးအုပ်နေရဆိုတော့မှောင်နေပေါ့နော်တော့ရတော့ဆိုတော့ဒါကျွန်တော်တော့ပြင်နေပါတော့မိုးတက်နေတော့နည်းနည်းမှတ်တဲ့အပြင်အောင်ပြောပါတော့အခုကျွန်တော်ဘယ်လိုခံစားရလဲဆိုရင်နှလုံးခုန်လုံးနေမြန်းတယ်ချွေးထွက်တယ်ဒီအခါကျရင်နည်းနည်းရှင်ဖက်တွေအောင်းလို့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တက်လာတဲ့လေကနည်းနည်းတော့များတယ်အထီးရဆူဆူပေါင်းဆိုရင်50ကျော်100လောက်ရှိမယ်ဒီဟာလေးတွေမဲ့ပေါ့နော်ဒါတော့မှလေကလေးပေါင်း100ကျော်လောက်ရှိတယ်ဆိုတော့ဒါခန့်မှန်းပြီးပြောတာပေါ့နော်ဒီချက်လည်းများချင်များမှာပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်မနာပဲစတက်လာခဲ့တာဟုတ်ဆိုကြာမနာလိုက်ချင်ပိုပြီးပမှန်းတို့ခံစားရတယ်ပေါ့နော်နောက်ကကျွန်တော်တကယ်ရှင်းနေကျွန်တော်စက်မနာပဲစိုက်တက်လာတာ
အခုဘယ်လိုခံစားရလဲနှလုံးခုန်နေတင်းညံနေရှင်ဘယ်လေးနဲ့အောင်းတယ်လို့ဖြစ်တယ်ဒါပေမဲ့ခံနိုင်တဲ့အနေအထားမျိုးပေါ့နော်ဆက်တာမယ်လေကားကြီးကတော့ရှိမှအများကြီးရှိသေးတယ်ကျွန်တော်ဆက်တာပါကျွန်တော်ရေဘူးဒီကအချွေဘူးဒီကရေဘူးတော်လေးညနေပဲမှာပါတယ်ဟုတ်ပါဆိုမြင်နေရတယ်တော်ညင်နေပေါ့နော်ညှို့ရတော့မြင်နေရပြီအဲလုံးဝတောင်ပေါ်ပဲပေါ့ရောက်နေတယ်ကျွန်တော်တို့ညှို့ရမြင်ရလားမသိဘူးခမညှို့ရပေါ့နော်တော်လေးတော့မြင်နေပြီအဲလုံးဝတောင်ပေါ်ရောက်နေပြီပေါ့နော်ဟင်းကျွန်တော်ဆက်ပြပေးပါမယ်အလုံးတောင်ပေါ်ပဲပေါ့နော်ဒါမြင်နေပေါ့နော်ကျွန်တော်ရောက်နေတယ်ကျွန်တော်မြင်နေတယ်မှာပါနေပြီအခုကြည့်လိုက်ရင်ညိုတွေပဲရှိရတယ်အဲ့တော့လက်မဆောက်တယ်ဟုတ်ကျွန်တော်ခုံလုံးနေတော်မြန်နေတယ်ပေါ့နော်ခဏလေးတော့နားမရတော့မယ်ခဏလေးအနားကြီးမှရမယ်အတူတူနေကြမှာဒီမလားဒီမလားဒီတော့ငါမကြောက်နိုင်ဘူးဒီတော့မချတောင်မရောက်နေပြီတကယ်ချင်းတော်တော်လှရမြူရမကျော်အဲဒီဘက်လည်းနှုတ်ဆက်လိုက်ပါစင်ကြီး我修，离那里哦，牛人那帮，再两只烧牛人去了。啥着？我前两天到那里回到了西边面，这个到毛了要哪里说牛人这边过了，哎，有一年呗，没啥着哩。主要是别的。ဆက်လက်တော့ကျွန်တော်တို့ပဲရှိတယ်။ဒီကတော့လည်းမှမရှိဘူး။ဒါပေမဲ့ရွာကန်လေးတွေတော့ရှိတယ်။ညာဆိုစီကရွာကန်လေးအိမ်လေးတွေရှိတယ်哎，因为他，ဟုတ်ကျေးဇူးပါ我叫嘛收入边。哦，这个是这边，这个牛牛股，我看到没牛了。等我到毛位不能。မိုးရွာမယ်ထင်ထားတာပေါ့နော်မိုးရွာမယ်ထင်ထားတာဒီတက်စီကိုတက်တဲ့နေရာမှာပေါ့နော်တိတ်ခုမှာပေါ့ဒါပေမဲ့မိုးကတော့မရွာသေးဘူးလောဆယ်ဖြစ်ရတော့ပေါ့နော်မိုးပေါက်လေးတွေပဲကြာတယ်ဒါပေမဲ့ဒီညွေနဲ့ရန်ကိုမှအေးနေပြီညွေနဲ့အဆင်ပြေတယ်အခုမိုးပေါက်လေးကြာလာတယ်ပေါ့နော်ပြောရင်ဆိုရင်သဘောကျတယ်အကဲကြီးများပေါ့နော်
နောက်ထပ်ဒီ hiking ထပ်လုပ်ဖြစ်အောင်မလား hiking ထပ်သွားအောင်မလားမင်းတော့ကျွန်တော်ထပ်သွားအောင်ပါဘောနော်အော်ဆိုကျွန်တော်အရင်သဘောကျတယ်ကျွန်တော်အရင်သဘောကျတယ်ပေါ့နော်ဒါကြီးဆိုင်တော့ကတောင်တန်းတွေပေါ့ 那一吧，不吧， ဘယ်ကိုဆက်သွားမလဲ 那这种。 ဒါမှရရတော့မယ်ပေါ့နော်ဟုတ်တယ်ဒီကအဆင်ပြေပါတယ်လေကတော့တက်ကဟိုတောင်ဘုံပေါ့နော်မိုးပေါက်လေးလည်းကြာလာပြီမိုးပေါက်လေးလည်းကြာလာပြီပေါ့နော်ဒါတော့လမ်းချင်းနေတော့လုံးဝတောင်ပေါ်လမ်းလည်းဖြစ်တယ်ပြီးလုံးဝအဲ့ချောတော့တယ်ပေါ့ဒီကတော့ဒီလမ်းချင်းချင်းလေးပဲတောင်ပေါ်လမ်းလေးတွေကလုံးဝချင်းချင်းလေးပဲတောင်မအပင်နေနဲ့တော့ပြည့်ကျန်နေတာပေါ့နော်လမ်းကလောက်လေးပဲရှိပါတယ်ခေရရားလေးမှသွားတာအလုံးဝဒီဘက်ကဆိုရင်ညှိုရဆိုင်လို့ပေါ့နော်လုံးဝဟိုးတောင်ပေါ်ယူထားကြီးတာတောင်ပေါ်လမ်းဖြစ်တယ်ပေါ့ဆိုရင်ခုစညှော်လေးနေတဲ့အတိုင်းပဲမိုးလေးဆက်ရောက်လာပြီဖြစ်ပါတယ်မိုးလေးဆက်ရောက်လာပြီပေါ့နော်လုံးဝတောင်ပေါ်ပဲပေါ့နော်ချောကပါကြီးပါဟောဒါဟုတ်ပါစမ်းတောင်ပေါ်မှာပေါ့နော်ဒီပင်းကိုဖယ်လိုက်ကောင်းမကွာလေတော်မြင့်ပါလေဆောင်းရမိုက်ပဲWhat the? 阿里这边来。这样耶！ 哇，热辣了哇！哪路的？上一点。啊，这快点哇！最近在洗地了，洗着好了，发霉。都不严不这个人都不严不。再别说，再别说，来吧，够棒的。来来了。都不严。哎妈，哎妈。这边。哎，你这里有这种没？这里有泡温的比你。咖啡哪里？အခုဆိုရင်တော့ချောင်းကလက်ထိုးကနေပြီဆိုတော့တောလန်းနေရမလာတော့ဘူး
ကားလမ်းတိုင်းမှာတက်လာခဲ့လိုက်တာတကယ်ကလေကြိုက်သေးမသွားခင်ညမှာပေါ့နော်ကျွန်တော်အဲ့လိုမျိုးပောက်ကြရတဲ့အကောင်ရှောက်စားပြီးတော့မန္တလေးကဝမ်းနေသွားတာယထာမထွက်ခင်ထိပဲဆိုတော့ကျွန်တော်မှအဲ့ဒါယထာဘူတာမှာအဲ့လိုမျိုးဝမ်းပိတ်စေးနှလုံးဝယ်ပြီးတော့အဲ့ဒါတောက်ပြီးတော့ကြိုက်သေးကိုသွားခဲ့တာပေါ့နော်ကြိုက်သေးရတဲ့အခါကျတော့လေခြေချင်းတက်ကြတာဖြစ်တဲ့အတွက်ချွေးလဲထွက်တာလဲအများကြီးပဲပေါ့နော်ဆိုတော့လုံးဝလူကအားကိုပြတ်သွားတာအားကိုပြတ်သွားပြီးတော့မျက်နှာကိုပဲကျွန်တော်မျက်နှာကိုပဲကြည့်မှာဖြူပဲဖြူရောဖြစ်တယ်အမှမျက်ကွင်းတွေပါချက်ချင်းကျသွားတာကွာအဲ့လိုမျိုးပေါ့နော်ကျွန်တော်စိတ်ထဲမှာငါဟိုဝမ်းလဲအဲ့ရထားမထောက်ခင်ရပေါ့နော်ဝမ်းလဲသွားတဲ့ခါကျတော့ငါတော်တက်နိုင်ပါတော့မလားမသိတော့ကွာဆိုပြီးတော့စိတ်တွေညစ်နေတာပေါ့နော်ဒါပေမဲ့လည်းရအောင်တက်ပြီးတော့သွားပြီးတော့ရအောင်တက်မယ်ကွာဆိုပြီးတော့ဆုံးဖြတ်ပြီးတော့တက်ခဲ့တာပေါ့နော်အဆုံးတော့အဆင်ပြေသွားရပေါ့ဒါပေမဲ့ဒီကားလိုင်းလာတာတော့တိတ်အားမပေးဘူးဘာဖြစ်လို့လဲဆိုတော့နည်းအနေနဲ့များတယ်ကားလမ်းကကြတော့လေကားတွေကနည်းနည်းအချိန်ထိမ့်ပြီးတော့အမောင်းပေါ့နော်အချိန်ပြင်းတယ်ဆိုတော့ဘေးတော့ကတ်ထားမှရမယ်ကားလမ်းလာနည်းနည်းအနေနဲ့များတယ်ဒါကျွန်တော်တို့အခုသွားရက်ကကြာတာဘေးရဖြစ်တယ်ဆိုတော့ခီးသွားဖျားဘူးအဲ့ဒါလည်းတိတ်မရှိဘူးဆိုတော့ကားလည်းတိတ်မရှိဘူးဆိုတော့အဲ့ကြောင့်အဆင်ပြေသွားတာပေါ့နော်ဆိုတော့ရောက်ခါနေပြီပေါ့နော်ကျွန်တော် trade အများကြီးထွက်သွားတယ်အခုဘာလို့အရန်တောင်းတနေလဲဆိုရင်ကျွန်တော်ဟိုတယ်ရောက်တဲ့အခါကျရင်ကျွန်တော်တို့ဟိုတယ်ကိုကြိုတင်ပြီးတော့ booking လုပ်ထားတယ်အဲ့ဒါမှလည်းဟိုမှာပေါ့နော်ဘာလို့ဆိုတော့တောက်ကြစနေတနင်္ဂနွေဆိုရင်တော့လူများတယ်လို့ပြောတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကမသွားခင်နေစက်တာပလေးကိုလည်းတစ်ခါတည်းပဲ booking လုပ်ထားလိုက်တယ်စက်တာပလေးနေ့လည်းတောက်ကြနေပေါ့နော်2ရက်ပေါ့တစ်ခါ booking လုပ်ထားခဲ့လိုက်တယ်အခုဆိုရင်တော့ရောက်တော့မယ်ပေါ့နော်ကျွန်တော်အတောင်းတဆောင်ပါလဲဆိုရင်ကျွန်တော်ဟိုဘက်ရင်ခေါက်ဆွဲပြုတ်ပူပူလေးတစ်ခါတော့အရန်အောင်မှတောက်ချင်တယ်အရန်အောင်မှစရတယ်ပေါ့နော်ခေါက်ဆွဲပြုတ်လေးတောက်ချင်တယ်ပြီးခါကျရင်ကျွန်တော်ဓာတ်စားကြီးကတော့ဖြစ်မနေတောက်မှရမယ်ဓာတ်စားကျွန်တော် trade အများကြီးထွက်သွားရဲ့ဖြစ်တဲ့အတွက်ဓာတ်စားကိုမဖြစ်မနေကျွန်တော်တောက်မှရပါမယ်စတင်တက်ပါတော့မယ်ကျွန်တော်ဒါကေပဲထင်တယ်ဟုတ်တယ်တကယ်ကပေါ့နော်ရန်ကုန်ကနေပြီးတော့အဲ့လိုမျိုး hotel booking ကြိုလုပ်ပြီးစီရင်ပေးထားတာရိုးရိုးလေးနှစ်မှာပေါ့နော်ဒါပေမဲ့ရိုးရိုးလေးနှစ်ကိုသွားတဲ့လမ်းမှာအဲ့မှာ Mountain View Hotel ဆိုတာရှိတယ်အဲ့ကကိုစီတူနဲ့ပေါ့နော်ဒီတိုင်းပဲကိုကလည်းသွားတဲ့လမ်းမှာသူကလည်းအထွက်မှာဘာမှမဟုတ်ဘူးဒီတိုင်းပဲစကားပြောပြရင်နဲ့စကားပြောဆိုတာပေါင်းအတင်အရင်အဆင်ပြေတဲ့အခါကျတော့ဗျာအဲ့နဲ့ရိုးရိုးလေးနှစ်ကို cancel လုပ်ပြီးတော့ဒီ Mountain View Hotel မှာပဲတဲကြမယ်ကွာဆိုပြီးတော့စီစဉ်လိုက်တာပေါ့နော်ဒါပေမဲ့ Mountain View Hotel ကလည်းဘာကောင်းလဲဆိုရင်သူ့မနောက်မှာ runner လေးရှိတယ် runner လေးကနေပြီးတော့ကြိုက်ရိုးဖျောက်ဓာတ်ရိုက်ဖူးမြော်လို့ရတယ်ကွာဓာတ်ရိုက်မြင်နေရတယ်ပြီးတဲ့ခါကျရင်အဲ့ runner လေးမှာတကယ်ချင်းလေးယောက်ထိုင်ပြီးတော့လုံးဝအေးစိစကားပြောလို့ရတယ်ကွာဒီလားလုံးဝ view လည်းအရန်လှတယ်ပြီးရင် Mountain View Hotel ကကိုစိတ်တူလည်းအရန်သဘောကောင်းတယ်ပေါ့နော်ကျွန်တော်တို့လိုအပ်တာမှန်တမျှဟိုထားပါတော့စောင်းလေးတွေကမလောက်တဲ့အခါကျတော့ထပ်ပြီးတော့စောင်းလေးပေးပါအောင်တစ်ထပ်သုံးထပ်ပေးပါအောင်ပြီးတဲ့ခါကျရင်နောက်ဆုံးပရုပ်စီအစုံကွာသူကူညီပေးတယ်သူရသမျှအားလုံးအဆင်ပြေအောင်လုပ်ပေးတယ်ပေါ့နော်ဈေးနှုန်းတွေလည်းအရင်တင့်နေပေါ့နော်တခြား hotel တွေတက်ဆိုင်အများကြီးတက်တာတယ်ဆိုတဲ့အခါကျတော့ချက်ချူရောက်ပြီဆိုရင် Mountain View Hotel မှာတဲကြီးကြဖို့ recommend လုပ်ပါတယ်ပြီးတဲ့အခါကျရင်ပေါ့နော်ကျွန်တော်ကိုစီတူရဲ့ဖုန်းနံပါတ်ကိုလည်းကျွန်တော်ထည့်ထားပေးမယ်ပေါ့နော်ကိုစီတူ Mountain View ဆိုပြီးတော့ဆက်သွယ်ပြီးတော့တခါရဲ့အခန်းတွေပါပြီး booking တခါရဲ့လုပ်ထားလို့ရပါတယ်ငယ်ရပဲတခါရောက်ဘူးလားဆိုတော့ဘယ်နေရာတွေကဘယ်လိုမျိုးပဲဆိုတော့ကျွန်တော်မသိဘူးကျွန်တော်တို့မြင်ရပြီထင်တယ်ညူရီကြီးပဲပေါ့နော်ညူဆိုတော့ထက်ဒါတိမ်လို့ပဲပြောရမလားပေါ့နော်တိမ်နေကြရဲမှာပေါ့ဒါကတော့ပေါ့နော်ကျွန်တော်အဲ့ဟိုတယ်မှာအထုပ်တွေပါချပြီးတခါရေမိုးချိုးပြီးတော့ဖျားပေါ့နော်ဖျားရှင်မြင်တော့ဘို့ကိုသွားတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကဒီတိုင်းပဲပေါ့နော်အေးဆေးလေးတွားကြည့်မယ်ပေါ့ကွာနည်းနည်းလေးမိုးကချုပ်နေပြီကျွန်တော်ထင်တာ9 နာရီလောက်ရှိပြီထင်တယ်အဲ့ဒါနဲ့ဖျားရှင်မြင်တယ်ပိတ်သေးတဲ့အခါကျတော့တွားကြည့်မယ်ပေါ့ကွာဆိုပြီးတော့တွားကြည့်ရင်လည်းရောက်သွားတာပေါ့နော်လူလဲမှာမြင်တဲ့အတိုင်းပဲတယောက်မှမရှိဘူးလုံးဝအေးဆေးပဲဖျားဘူးရာသီမဟုတ်တဲ့အတွက်ကြောင့်လည်းပါတယ်
ပြီးရင်ဂျားရက်လည်းဖြစ်တဲ့အခါကျတော့ပို့ပြီးတော့လူတွေရှင်းတယ်ပေါ့နော်ဆိုတော့အမြင်တဲ့အတိုင်းပဲဆိုတော့လုံးဝအေးစစ်စစ်နဲ့ဖះကိုဖူးခဲ့ရတယ်ပေါ့နော်အရင်လည်းတက်ပေဖို့ကောင်းတယ်ကြိုက်တီကိုဖះပြီးတဲ့အခါကျတော့ကျွန်တော်ဖះဝစ်ဖြူပြီးဆူတောင်းရင်းနဲ့ပဲကျွန်တော်ရဲ့ vlog လေးကိုဆုံးသက်ပါတယ်နောက် vlog လေးတွေကြိုင်လည်းအပိပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်